မီးလင်းမဲ့နေ့တစ်နေ့ရွာလေးတစ်ရွာရဲ့အစုံဖျားမှာတစ်သားနဲ့လှုပ်ထားတဲ့အိမ်သေးသေးလေးတစ်လုံးရှိတယ်။အဲ့ဒီအိမ်ထဲမှာကိုထွန်းအောင်နဲ့သူ့အမေနှစ်ယောက်တည်းနေကြတယ်။သူတို့ဘဝကဆင်းရဲပေမဲ့စိတ်မာကြတယ်။ကိုထွန်းအောင်ကကြောင်းတက်ချင်လုံးပေမဲ့မနက်တိုင်းဈေးထဲသွားပြီးတီးနှံထုတ်တယ်ပေးရတယ်။တစ်နေ့လုံးလှုပ်ကလေးနဲ့ရတဲ့ငွေကိုအမေဆေးဖို့နဲ့အိမ်စားစရိတ်အတွက်ပဲသုံးရတယ်။မိုးရွာတဲ့နေ့တွေမှာလမ်းကရေကန်ကြီးဖြစ်ပြီးအလုံးမရှိတဲ့နေ့တွေရှိတယ်။အဲ့ဒီလိုနေ့တွေမှာတော့ထမင်းတအိုးလေးကိုနှစ်ယောက်ခွဲစားပြီးတစ်နေ့ကိုတိတ်တိတ်လေးဖြတ်တန်းကြတယ်။တနေ့တော့ဈေးထဲကလူတစ်ယောက်ကကိုထွန်းအောင်ကိုမေးတယ်မင်းဘာလို့အမြဲကြိုးစားနေတာလဲ။ကိုထွန်းအောင်ပြုံးပြီးပြန်ဖြေတယ်ကျွန်တော်ဆင်းရဲပေမဲ့အနာဂတ်ကဆင်းရဲမဖြစ်ချင်ဘူးအမေကိုတက်တာစေချင်တယ်။အဲ့ဒီစကားကိုကြားပြီးဈေးထဲကစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကသူ့ကိုကြောင်းပြန်တက်ဖို့ကူညီပေးမယ်လို့ဆုံးဖြတ်တယ်။နေ့စဉ်အလုပ်လုပ်ပြီးညဘက်မှာကြောင်းတက်ခွင့်ရတယ်။နှစ်တွေကြာလာတော့ကိုထွန်းအောင်ဟာပညာရေးပြီးမြောက်ပြီးအလုပ်ကောင်းတစ်ခုရတယ်သူ့အမေကိုစေကုသပေးနိုင်တယ်အိမ်သေးသေးလေးကလည်းအသစ်ပြန်တည်ဆောက်နိုင်တယ်ဆင်းရဲဘဝဟာသူ့အတွက်အဆုံးမဟုတ်ခဲ့ဘူးအဲ့ဒါကသူ့ကိုစူးစမ်းစိတ်တင်ပေးတဲ့စာသင်ခန်းတစ်ခုသာဖြစ်ခဲ့တယ်သင်ခန်းစာဆင်းရဲမှုဟာရှက်စရာမဟုတ်ဘူးလက်လျှော့ခြင်းပဲအန္တရာယ်ကြီးဆုံးဖြစ်တဲ့စူးစမ်းမှုနဲ့မျှော်လင့်ချက်ရှိရင်မီးလင်းမဲ့နေ့တစ်နေ့မလွဲမသွေရောက်လာမယ်